ဘာလို့ဆိုတော့လူတယောက်မှာကိုကျင်တရားအရေးကြီးတယ်လေကိုကျင်တရားအရေးကြီးပြီးတော့နာမည်ဂုဏ်သိက္ခာသိအရေးကြီးပါတယ်အဓိကမောင်လေးကဒီအလုပ်ကိုလုပ်ချင်တာလေဒီအလုပ်ကိုလုပ်ချင်တာလေအောင်မြင်ပတ်စံငွေကြေးချမ်းသာချင်တာမဟုတ်ဘူးလေကာကောင်းကြီးလည်းစီးချင်တာမဟုတ်လေအဓိကကကို့အလုပ်လေးကိုစိတ်ချမ်းချမ်းသာအေးချမ်းချမ်းနဲ့လုပ်နေရတယ်ကို့အဖွဲ့သူပွဲသားတွေနဲ့ပြပြရှင်းရှင်းလုပ်နေရတယ်ဆိုရင်မောင်လေးကပြည့်စုံတယ်ကျန်တဲ့ဟာတွေမလိုပါဘူးမအောက်တပူဆိုပါလားဟုတ်ပါကိုစူးစားလိုက်တဲ့အရာထင်လာတဲ့အပေါ်မှာတော့အများကြီးပြောပါတယ်အများကြီးလဲဝမ်းသာရပါတယ်ဒီပေါ်မှာခွန်အားတစ်ခုအနေနဲ့ယူပြီးတော့အများကြီးရှေ့ဆက်ပြီးတော့စူးစားရမှာပေါ့အမဘယ်လိုပြောမလဲအောင်စပူဇက်ကမှဇက်တပင်ကိုတိလာတယ်ဆိုတဲ့စကားကတော့သူတို့ကတော့ဇက်ကိုဘယ်လိုပြောမလဲကိုပုတ်ကိုရေးကိုချစ်တဲ့စိတ်နဲ့ပြောလို့ဒါပရိသတ်ဘက်ကကြည့်တယ်မှန်တယ်ဆိုရင်မောင်လေးဘက်ကကြည့်ရင်တော့ဒီစကားဟာလုံးဝမမှန်ပါဘူး။ဘာလို့ဆိုတော့မောင်လေးကလုံးဝဘယ်လိုပြောနိုင်ငံကျော်အောင်မြင်နေတဲ့မင်းသားတယောက်လည်းမဟုတ်ပါဘူး။အခုမှစူးစမ်းနေရတဲ့အာယူနေရတဲ့မင်းသားတယောက်ဖြစ်တာပေါ့လေ။ဖြစ်တဲ့အတွက်စောအဲ့ဒီပြောတဲ့စကားတော့မဟုတ်ပါဘူးမမှန်ပါဘူး။ဒါပရိသတ်ကကြတော့လေအမရဲ့ကိုချစ်ခင်တဲ့စိတ်နေပေါ့လေချစ်ခင်တဲ့စိတ်နဲ့ဒါပြောကြတာပေါ့လေပြောကြတာပေါ့လူမျိုးကြီးတော့အောင်စပူဇက်ကမှဇက်တပူတိလာတယ်ဆိုတော့မဟုတ်ပါဘူးရှေ့မှာကိုထက်အများကြီးအောင်မြင်တဲ့စီနီယာကြီးတွေတကယ်နိုင်ငံကျော်မင်းသားတွေအများကြီးရှိပါတယ်မော်လီကစီနီယာတွေအကိုကြီးတွေချီပြတော့မော်လီမမိပါ